ဆရာဒါနောက်လူနာတယောက်ကတော့ပေါ့နော်ကျွန်တော်တို့ဒီစားတဲ့အစားအစာတွေပေါ်မှာကျွန်တော်တို့အမြဲတမ်းပြောတယ်ပေါ့နော်ဘယ်စားစာ glycemic index ကိုမြင့်စေတယ်ဘယ်စားစာ glycemic index ကိုနှိမ့်စေတယ်ဆိုတာပို့တဲ့သူကနားလေချင်တာပေါ့နော်အဲ့တော့သူမေးထားတာက glycemic index ဆိုတာပါတယ်လေအစားအစာတွေမှာglycemic index နှိမ့်တာမြင့်တာတဲ့ဘယ်လိုသတ်မှတ်နားလေရမလဲအဲ့တော့ glycemic index ကလွယ်ကူပြောရင်တော့ glucose ဆိုတော့ glucose ကိုစံနှုန်းထားပြီးတော့ပေါ့ glucose ပမာဏကိုခန္ဓာကိုယ်ရဲ့ပေးလိုက်တယ်ပေးလိုက်ပြီးတော့ခန္ဓာကိုယ်ရဲ့ကနေပြီးတော့ဘယ်နှစ်နာရီတော့တည်းမှာသူကျတော့တက်လာတယ်အဲ့ဒါကိုစံနှုန်းထားပြီးတော့ကျန်တဲ့အစားအစာတွေစားလိုက်လို့ရှိရင်လည်း glucose လိုပဲဘယ်လောက်ရာနှုန်းလိုက်တက်လဲကိုပြောတဲ့ကိန်းဂဏန်းတစ်ခုပေါ့အဲ့တော့အစားအစာမှာပါတဲ့ carbohydrate ရဲ့ပမာဏနဲ့ carbohydrate ရဲ့အမျိုးအစားပုံမှာမူတည်တယ်ပေါ့အဲ့တော့ဆိုတော့တရားဓာတ်ကိုစားလိုက်တယ်ပေါ့တရားဓာတ်ကိုစားလိုက်ရင်တရားဓာတ်က glucose တက်တဲ့နှုန်းက69လို့ရှိတယ်ပေါ့69လို့ရှိတယ်ပေါ့တချို့သောအစားအစာတွေကြတော့စားလိုက်တဲ့အချိန်မှာနာမည်တော့ထုတ်မပြောဘူးစီးကျိုနှုံမုံလို့ပြောတဲ့အဲဒီနှုံမုံတွေမှာကိုသူတို့ကတရားမပါဘူးလို့ပြောပြီးစီးကျိုနှုံမုံလို့ပြောတယ်သူကတရားသာမဟုတ်တယ်တရားနေဖြစ်ပြီးတော့ခန္ဓာကိုယ်မှာပြောင်းသွားတဲ့ဓာတ်ပစ္စည်းကိုထည့်ထားတယ် aminotestosterone ကိုထည့်တယ်သူရဲ့ glycemic index က126လောက်ရှိတယ်တရားတွေတော့နှစ်ဆများတယ်အဲ့ပေါ်မှာမူတည်တယ်အဲ့တော့တာမန်ဖြစ်တဲ့ပြီးတော့ချိုးလွယ်တယ်ပျော်လွယ်တယ်အဲ့ဒါမျိုးဟာတွေက glycemic index များတယ်ပေါ့ဗျာနော်ကျန်တာကတော့ fiber တွေပေါ့အမြင့်တက်တွေပါတယ်မှာအသီးရွက်တွေနော်တဖြည်း fruits တွေပေါ့ fruit တွေအမျိုးကျန် glycemic index နည်းတယ်ပေါ့တာမန်ဖြစ်ဆိုရင်တော့သူကနည်းနည်းပဲတက်တယ်50အောင်မှဆိုရင်နည်းနည်းပဲတက်တယ်အသင်းနဲ့တက်တယ်ပေါ့50နဲ့90နဲ့90ကြာ69လောက်ကြာဆို moderate ပေါ့high ဆိုတော့90ကနေတော့100တိတက်တဲ့ဟာတွေပေါ့အဲ့ဒါတွေကို high တွေကလုံးဝမစားသင့်ဘူးအသင်းတင်စားတက်တဲ့ဟာတွေလည်းတက်များတော့ short စားရမယ်တက်နေများ50အောင်မှရှိရတယ်စားရမှာပေါ့ဒါပေမဲ့အတိအကျတော့ဘယ်စားတာဘယ်လိုတက်တယ်မတက်ဘူးဆိုတာကတော့အဓိကတော့ကျွန်တော် internet ဒီမှာကကျွန်တော်တို့အဲ့ glycemic index ဆိုရက်ထည့်လိုက်ရင်ဘယ်စားဆိုတာပုံနေတဲ့အများကြီးတက်လာပါတယ်အဲ့လိုကူဆုံးကတော့အဲ့မှာကြည့်လိုက်ရင်တိတာပါတယ်ပေါ့ဒါဆိုရင်ဆရာ glycemic index အနည်းဆုံးအစားအစာကိုပဲရွေးစားသင့် glycemic index အနည်းဆုံးဆိုတာကအမြင့်တက်များသောအစားအစာများနောက်ပြီးတော့များတဲ့ဟာတွေကအများဆုံးအချိုဓာတ်များသောအစားအစာများအဲ့လိုကူနဲ့အဲ့လိုပဲပြောလို့ရမှာပေါ့နော်ဟုတ်ဆရာဒါနောက်ဆုံးမေးထားတဲ့လူနာတယောက်ပေါ့နော်သူကတော့မေးထားတာတော့သူကစီးကျိုးအဖြေများတဲ့ခါကျရင်တဲ့သူကတဲ့တောက်ဆေးဟိုတဲ့တိုးတောက်တင့်ပါသလားပေါ့နော်ဒါကတော့သူကတော့ရိုးရိုးရှင်းရှင်းလေးမေးတာပေါ့နော်ဆရာဒါပေါ့ဆရာဝန်နဲ့သူပြန်ပြမလားပေါ့နော်ဒီဟာလေးအဲ့တော့စီးကျိုးတက်ချင်းမတက်ချင်းကသုံးချက်ပုံမူတည်တယ်တစ်ခုကစားတဲ့အစားအစာပုံမှာမူတည်တယ်ဟုတ်ဆရာနောက်တစ်ခုကထိုးနေတဲ့သုံးနေတဲ့ဆေးပုံမှာမူတည်တယ်ဟုတ်ဆရာနောက်တစ်ခုကသူ့ရဲ့ physical activity ကိုလည်းလှုပ်ရှားခြင်းပေါ်သုံးပုံမှာမူတည်တယ်ဟုတ်ဆရာအဲ့တော့အဲ့သုံးချက်ပုံမှာမူတည်ပြီးဘာကြောင့်သူ့ကျိုးတက်လဲဆိုတာကိုကရှာဖို့လိုတယ်ရှာဖို့တော့ကိုယ့်ဘက်ကိုရှာနေရင်တော့ငါကိုလည်းမလှုပ်ရှားမှုနည်းနေလို့ဆိုရင်ကိုလည်းလှုပ်ရှားမှုပို့လို့လိုက်ပေါ့ဒါမှစားတဲ့ပုံမှန်နာတွေနဲ့စားတဲ့အစားအစာတွေကမှားနေလို့ဆိုရင်အဲ့ဒါစားတဲ့ပုံမှန်နာကိုလျှော့ပြီးတော့စားတဲ့အစားအစာကိုလည်းမှန်တဲ့ဟာပြောင်းစားလိုက်ပေါ့စီတိုးတောက်တာမတောက်တာကတော့အထူးဖြင့်တော့ဆရာဝန်ရှိမှသွားပြီးတော့မှတောက်နေတဲ့စီအမျိုးအစားဒီသူ့အတွက်မှန်ကန်ရဲ့လားတောက်နေတဲ့ပမာဏဒီသူ့အတွက်မှန်ကန်လားကိုဆရာဝန်မှပြတဲ့တယ်ပေါ့အဲ့တော့အကောင်းဆုံးကတော့သွေးကြိုတွေတက်နေတယ်နော်သွေးကြိုတွေတက်နေတယ်ကိုယ့်အိုက်ကိုအစားတောက်ရှောင်ပေးမယ်လေတက်နေတယ်ဆိုရင်တော့ဆရာဝန်နဲ့ပြပြီးတော့ဘာကြောင့်တက်လဲကိုလည်းလှုပ်ရှားမှုကြောင့်လားစားတဲ့စားသောက်ကြောင့်လားတောက်တဲ့စီကြောင့်လားသွားပြီးတေချာဆရာဝန်နဲ့ဆွေးနွေးပြီးတော့လိုအပ်တဲ့ဟာကိုပြုပြင်ပြောင်းလဲတာကတော့ကိုယ့်အတွက်အနိဒင်ရှိဆုံးအကျိုးရှိဆုံးနဲ့အန်တီအနည်းဆုံးဖြစ်လိမ့်မယ်လို့ကျွန်တော်neဖြေပေးခြင်းပါကျွန်တော်တို့ဒီမေးခွန်းလေးတွေကပေါ့နော်မြန်မာ Diabetes Association ဆိုတဲ့ Facebook page ကနေပြီးတော့ကျွန်တော်တို့ရင်းနှုတ်ထားတာဖြစ်ပါတယ်အချိန်ကန့်သက်ကြောင့်ကျွန်တော်တို့မေးခွန်းတချို့ကိုပဲကျွန်တော်တို့မေးဖြစ်သွားပါတယ်ပေါ့နော်ဒီတခြားမေးခွန်းတွေကိုလည်းကျွန်တော်တို့ဆက်လက်ပြီးတော့တခြားဆရာဝန်ကြီးတွေနဲ့တို့ဆက်လက်မေးသွားပါဖြစ်ပေါ့နော်ဆရာအနေနဲ့ပေါ့ဒီအစီအစဉ်ကိုကြည့်ရှုနေတဲ့လူနာရှင်တွေပေါ့ဆရာတခြားဘာများဖေးချင်ပါပထမကတော့ဒီနေ့မေးတဲ့ question တွေကဒီနေ့မေးတဲ့မေးခွန်းတွေအားလုံးဒီလက်တွေ့ဘဝမှာပေါ့ကျွန်တော်တို့နဲ့လူနာတွေနဲ့တွေ့တဲ့ချိန်မှာလူတွေအများဆုံးသိကျင်တဲ့မေးခွန်းတွေကြီးပဲဖြစ်ပါတယ်เนาะအများဆုံးပဲဖြစ်ပါတယ်အဲ့တော့တက်နေမြတော့ကျွန်တော်များနားလေလွယ်အောင်လို့တာမန်layman term နဲ့ပဲကျွန်တော်ပြောပါတယ်စေပညာစကားလုံးတက်နေမြကျွန်တော်မသုံးတက်နေမြအင်္ဂလိပ်စကားလုံးတွေကျွန်တော်မသုံး medical jargon တွေကျွန်တော်မသုံးကျွန်တော်တက်နေမြကြိုးစားပြီးတော့အတက်နေလို့နားလေအောင်ပဲနားလေနိုင်မယ်လို့ယူဆပါတယ်ပေါ့နော်
ဒါပေမဲ့လည်းနားမလည်ဘူးဆိုလို့ဆိုရင်ထပ်ပြီးမေးပါပေါ့ထပ်ပြီးတော့ဖြေဖို့ပဲရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်ရှင်းပြတဲ့အားနေတဲ့ကြောင့်လည်းဖြစ်ချင်ဖြစ်နေတော့အဲ့ကြရင်တော့ထပ်ပြီးလို့ရတယ်ပေါ့အဲ့တော့မေးမယ်ဆိုရင်တော့ဒီလိုမေးဖြေ question တွေကတော့အများတန်းရိုက်နေပေါ့အများတန်းပြောနေဖို့တော့လိုတယ်ပေါ့နော်အဲ့တော့မရှင်းတာရှိလို့ဆိုရင်သိချင်တာရှိလို့ဆိုရင်တော့ကျွန်တော်ဟောပြောတွေမှာလာတက်လို့ရတယ်ကျွန်တော်ဟောပြောတာတွေနားထောင်လို့ရတယ်နောက်ပြီးတော့ဒီလိုကျွန်တော်စီချိုသူချိုမြန်မာနိုင်ငံစီချိုသူချိုတင်ရဲ့ Facebook page မှာပဲဖြစ် internet မှာပဲဖြစ်ကြည့်ပြီးတော့အဲ့မှာကျွန်တော်ရဲ့ပညာပေးတွေဖြစ်နားထောင်လို့ရပါတယ်လို့ဆိုတော့ကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် internet ဘက်ကိုလည်းနော်ကွန်ပျူတာဘက်ကိုလည်းကျွန်တော်ကျေးဇူးတင်ပါတယ်နော် mega weekend ဘက်ကိုလည်းကျွန်တော်ကျေးဇူးတင်ပါတယ် ဟုတ်ကဲ့ပါဆရာကြီးအခုလိုချင်းပေးလို့ကျေးဇူးတင်ပါတယ်